ကဲဒီတစ်ခါတီချေစန္နာကပေါ့နော်မြေကွက်အတီကိုစဝိုင်းချမ်းကြီးထဲမှာဒီခုမျက်စိထဲမှာမြင်နေရတဲ့ပုံပေါ့နော်ဘောလုံးကွင်းလိုပုံပဲဖြစ်ဖြစ်မြေကွက်တွေပေါ့နော်အဲ့ဒီမြေကွက်တွေထဲမှာစဝိုင်းချမ်းကြီးတစ်ခုကိုတီချေစန္နာကဆွဲလိုက်ပြီစဝိုင်းချမ်းတစ်ခုကိုဘာလုပ်လိုက်ပြီဆွဲလိုက်ပြီအဲ့စဝိုင်းချမ်းထဲမှာဝက်တန်ကဲပုံစံချီရဲ့ခြံပေါ့နော်ခြံဝိုင်းလေးပေါ့နော်အိမ်ဆောက်ဖို့ပေါ့ပေးမယ်ပေါ့အလကားပေးမယ်ဆိုပါဆိုကွာအလကားပေးမယ်လို့ပြောပြီးဆိုရင်ဆမဆွဲထားတဲ့စဝိုင်းချမ်းကြီးထဲမှာရတန်ကယ်ပုံစံရှိတဲ့အိမ်ဆောက်ဖို့ခြံဝိုင်းကိုအလကားပေးမယ်ဆိုရင်ရတန်ကယ်လို့ပြောပြီးဆိုရင်ဆမတို့ကအလကားချင်းချင်းတူရမယ်အနံ့ချင်းချင်းတူရမယ်ပေါ့အဲ့လိုတူဖို့အတွက်ဆိုရင်တို့တွေကဆမတို့ကိုတယောက်နဲ့တယောက်ကပေါ့နော်ဈေးတွက်မယ်ဆိုရင်တယောက်ကတော့ဘယ်နှစ်ပေထားဆိုရင်တယောက်နဲ့တယောက်ဒီအိဒီယာတူနေမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အလကားကလည်းပေးအောင်မှာဖြစ်တော့မဆိုစောက်ရှင်နဲ့တိုက်စောက်ရှင်နဲ့အိမ်စောက်ရှင်နဲ့ကိုစောက်ရှင်နဲ့ခြံခွက်လေးဒီအေရီယာကြဲကြဲလေးကိုလိုချင်တာအဲ့တော့အဲ့ဒီအေရီယာကြဲကြဲလေးရဖို့အတွက်ဆိုရင်ဈေးတွက်နေရဆိုရင်ဘယ်နှပေထားပြီးတွက်နေစားအုပ်တာကုန်သွားမယ်တိကျတဲ့အဖြေကိုရဖို့ကမတိကျဘူးအချိန်တွေလည်းကြာတယ်ဒါမျိုးကိုတွက်တဲ့အချိန်မှာဘယ်လိုမျိုးတွက်ရင်မြန်ပါလဲဆိုတဲ့idea ကိုစဉ်းစားပြီးဒါကြရင်ချတာ9တွေက note တွဲတွေက area တွေကို maximum အများဆုံးနေ minimum အနည်းဆုံးနေရှာတဲ့ application 20လေးရှိပါတယ်အဲ့ဒီ20လေးအတိုင်းတွက်လိုက်မယ်ဆိုရင်ကျမတို့ရဲ့စဝိုင်းချမ်းထဲမှာရှိတဲ့မိမိရရှိမဲ့မြေကွက်ဒီအကြီးဆုံးဆိုတာကိုတစ်ချက်တည်းနဲ့ရပါတယ်အဲ့20လေးကဘာလဲဆက်လက်ကြည့်ရ73ကိုရှင်းပြပေးမှာဖြစ်ပါတယ်section ဒီလေးပေါ့နော်နံပါတ်73ကိုလာမေးဆိုရင်တဲ့သူကပေးထားတာကA rectangle တဲ့ဆိုရင် A ဖြစ်ပါတယ် rectangle ဆိုတော့ဘယ်လိုပုံစံရှိရလဲ rectangle ဆိုတော့စမားတို့ဒီလိုပုံစံလေးလည်းဖြစ်နိုင်တယ်လို့ဒီလိုမျိုးနီနီလေးတွေလည်းဖြစ်နိုင်တယ်တနည်းအားဖြင့်ဒီမှာ1ဆိုဒီမှာ2လည်းဖြစ်နိုင်တယ်လို့တစ်ပတ်လည်းတွေလည်းဖြစ်နိုင်တယ်ပေါ့နော်is ဖြစ်ပါတယ် 2b တဲ့ instruct in a semi cycle of radius 2ရှိတဲ့ semi cycle ထဲမှာတီရှိတယ်အဲ့ဒီ rectangle လေးကဆိုရင် radius 2ရှိတဲ့ semi cycle လေးထဲမှာတီရှိတယ်လို့ပြောပြီးဆိုတာနဲ့တပြိုင်နက်တည်းစမားတို့လုပ်တင်တာက hy ဝင်ရိုးကိုအရင်ဆွဲအောင်ပေါ့နော် hy ဝင်ရိုးလေးကိုအရင်ဆွဲလိုက်မယ်ဒါဆိုရင် hy ဝင်ရိုးလေးဆွဲပါပြီကဲအဲ့ဒါပြီးရင် order 0ရပါတယ်အဲ့တော့စမတို့ radius 2လို့ပြောရတဲ့ကြောင့်မို့တစ်စိမ့်နှစ်စိမ့်ပေါ့အဲ့တော့ဒီမှာတောက်ရှုံထောက်တယ်ဒီမှာခဲတန်ထောက်တယ်ထောက်ပြီးရင်စမတို့ကဘာလဲလုံးစဝိုင်းချမ်းလေးကိုမလိုက်တယ်စဝိုင်းချမ်းလေးဒီ semi cycle ပဲစဝိုင်းချမ်းလေးဒီဘာလဲလုံး semi cycle ဘာရှိရလဲတော့ radius 2ရှိတော့ semi cycle ဖြစ်ပါတယ်ဘာရှိရလဲတော့ radius 2ရှိတော့ semi cycle လေးဖြစ်ပါတယ် okay ဟုတ်ပြီဒါလေးကိုစမတို့ထားလိုက်ပြီဒါဆိုရင် semi cycle လေးဒီထဲမှာဘာရှိရလဲဆိုရင် rectangle လေးရှိရ rectangle ဆိုတဲ့အဓိပ္ပာယ်လေးကစမတို့ဒီခဏတော့ပြောတယ် rectangle လေးဒီမှာအနားဒီ1ရှိမယ်ဒီမှာ2ဒီလိုမျိုးပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့ပတ်လေကဒီမှာ1ဒီဆိုတဲ့အတူတူလည်းဖြစ်နိုင်တယ်အဲ့တော့ rectangle လေးရှိမယ်လို့ပြောတဲ့အတွက်ကြောင့်မို့ဘလို့ရှိမယ်ဆိုတာတော့မပြောသေးဘူးအဲ့တော့ rectangle ဆံမတစ်ခုကိုဆွဲလိုက်ပြီး romantic ကဒီလိုမျိုးဆွဲလိုက်တယ် rectangle ခရမ်းရောင်လေးဟုတ်ပြီ row number 2ကဆွဲလိုက်တဲ့ rectangle ဒီလိုပုံစံလေးဟုတ်ပြီ row number 3ပေါ့နော်row number 3ကဆရာမကြီးကျွန်တော်ကတော့ဒီလိုပုံစံလေးအဲ့လိုမျိုးလေးတွေဆွဲတော့တယောက်နဲ့တယောက်ကတူပါမလားသမီးကတော့ဒီလိုတေးသေးလေးအဲ့လိုမျိုးလေးဆွဲလိုက်မှာပေါ့နော်တယောက်နဲ့တယောက်ကဆွဲလို့ပြောပြီးဆိုရင်မိမိကြိုက်နေတတ်တယ်လို့ဆွဲချမှာပဲအဲ့တော့ तू ကလိုချင်တာကဘာကိုလိုချင်တာလဲတစ်ချက်ကြည့်ရမယ်အဲ့တော့what is the largest area that rectangle can have အဲ့ဒီ rectangle လေးဟာဆိုရင်အကြီးဆုံး area တဲ့ဘာဖြစ်မလဲဘာရှိတယ်လဲဘာရှိနိုင်တယ်လဲတဲ့အဲ့ဒီအကြီးဆုံး area ရပြီဆို၎င်းရဲ့ dimension ပေါ့ဟိုမှာ h တွေ y တွေကဘယ်လောက်လဲဆိုတာပါဆက်ပေးတာအကြီးဆုံး area ကိုပြောတာကဲအဲ့ဆိုစမတို့ကစဉ်းစားကြည့်ရအောင်တဲ့ဟိုမှာကျောင်းသားကျောင်းသူတွေကိုပေါ့နော်ပထမအဦးဆုံးစမတို့ကစဉ်းစားပြီးကျောင်းသားကျောင်းသူတွေကိုပြောတယ်ပေါ့ကဲစမတို့ဒီ CY ဝိုက်ထားတယ်ဘောလုံးဝင်းကြီးထဲမှာအဲ့တော့ဒီမှာဆိုရင်အကြီးဆုံး area ရမယ် rectangle လေးကိုရှာမယ်အဲ့တော့စဉ်းစားပြီးပေါ့ကျောင်းသူကျောင်းသားအဖွဲ့ကပေါ့တယောက်ကတိုင်းလိုက်ပြီးဒီလိုရှိတယ်ဆရာမရေးဒီမှာကတော့ example ပေါ့နော်1မြင့်နေဒီကောင်ကတော့4ရှိတယ်သူတို့ကိုမြောက်လိုက်ရင် area ဆိုရင်အလျားအမြောက်နဲ့1အမြောက်4ပေါ့အဲ့ဆိုရင်4ပဲရှိမှာပေါ့တချို့ကျတော့မဟုတ်ဘူးဒီမှာကဘယ်လောက်ရှိတယ်ဆိုတယောက်နဲ့တယောက် area တူပါမလားမတူဘူးအဲ့တော့မြန်ဆန်နဲ့ပေါ့အချိန်တိုအတွင်းမှာအကြီးဆုံး area ကိုရချင်ရင်စမတို့ဘာနဲ့တွက်ရမယ်လက်တွေ့မှာနှုတ်တွဲနဲ့တွက်ရမယ်နှုတ်တွဲတိုင်းတွက်နိုင်ရင်မြန်ဆန်နဲ့အကြီးဆုံး area ကိုရမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ဒီလိုမျိုးအဝိုင်းကွက်ကြီးဆောင်းပါ semi cycle လိုမျိုးအဝိုင်းကွက်ကြီးထဲမှာ rectangle လေးကိုဘယ်လို
ပေါ့နော်ဘယ်လိုမျိုးအကြီးဆုံး area ကိုရှာမှာလဲအဲ့တော့တယောက်နဲ့တယောက်အမျိုးမျိုးဆိုဒီမှာဆိုရင်၄ယောက်လူ၄ယောက်ဆိုရင်၄မျိုးထွက်နေပြီ area ဒီမနေ့ခုထွက်နေပြီ၄ခုထွက်နေပြီသူတို့ကိုကြည့်ရင်ဘယ်သူဟာကြီးတယ်ဆိုတာကိုပုံဆွဲထားရမသိဘူးတမန်လက်နဲ့ပေတံနေနဲ့ပေချိုးတွေနဲ့တိုင်းလိုက်တယ်တိုင်းလိုက်ရင်လည်းတူကကြီးရလားကိုကကြီးရလားနောက်ထပ်ဒီထက်ကြီးတာများရှိအောင်မလားဆိုတော့ဇဝေဇဝါတွေရှိတယ်အဲ့လိုဇဝေဇဝါတွေမဖြစ်ရအောင်နှုတ်ချက်တာ9နဲ့ကနှုတ်တွဲအတိုင်းတွက်လိုက်မယ်ဆိုရင်အဆင်ပြေတယ်အဲ့တော့ function တိဆောက်ရပါမယ်ဟုတ်ပြီဒါဆိုရင်တို့တွေကမြေကွက်လေးရဲ့အကျယ်ဆုံး area ကိုလိုချင်တယ်သူဒီစီတာထားတာကဗာလဲလို့ semi cycle ထဲမှာတို့တွေရဲ့မြေကွက်ဒီ rectangle ပုံစံရှိရမယ်အဲ့တော့ဆမတို့ကပုံလေးဆွဲလိုက်ပြီးတော့ h ဝင်ရိုး y ဝင်ရိုးဆိုပြီးမှဆွဲလိုက်တယ် radius က2ရှိတယ်ဒီလိုဆွဲလိုက်ပြီအဲ့တော့ပုံကတော့အကျန်းရေဘူးရပဲဆွဲတာဖြစ်တဲ့အတွက်ကြောင့်ဆမတို့ကဒီမှာမိမိဆွဲချင်တယ်လို့ဆွဲလိုက် h ဝင်ရိုး y ဝင်ရိုးနဲ့ပြရင် y လို့သတ်မှတ်ပါတယ် h ဝင်ရိုးနဲ့ပြရင် h လို့သတ်မှတ်တယ်အဲ့တော့ဆမတို့သိရမှာကတို့ရဲ့ rectangle လေးမှာဆိုရင်rectangle လေးမှာဆိုရင်ဆမတို့အိတ်ဝင်ရိုးနဲ့ပြိုင်အိတ်လို့တက်မှတ်တယ်ဆိုရင်ပဲဆမတို့တစ်ချက်ရှိမှာဒါက y ဝင်ရိုးနဲ့ပြိုင်လို့ y အိတ်ဝင်ရိုးကဒီမှာ h ဒီကနေဒီထိကို h လို့တက်မှတ်တယ်ပြန်ပြောမယ်ဒီကနေဒီထိကို h နဲ့တက်မှတ်တယ်ဆိုရင်ဒီမှာနှစ်ဆဖြစ်နေရောဒီမှာ h ကဘယ်နှလုံးသူတို့နှစ်ခုကိုပေါင်းလိုက်ရင်ဒါဆိုရင် rectangle ကြီးအကျယ်ဒီ 2h ဖြစ်ပါတယ်တနည်းအားဖြင့် h အပေါင်း h ဖြစ်ပါတယ်ဟုတ်ပြီ rectangle ကြီးအမြင့်ဒီ y ဝင်ရိုးနဲ့ပြိုင်တယ်ဒါကြောင့်မို့ဆမတို့ rectangle ကြီးအမြင့်ဒီ y ဖြစ်ပါတယ်ဒီနှစ်ခုရရင်တို့ရဲ့ area ရဲ့ formula ရအလဲရအမြောက်အနံ့အလဲရက 2h ဆိုရင်အမြင့်ဖြစ်တဲ့အနံက y ဒါကြောင့်မို့ 2hy ရခြင်းဖြစ်ပါတယ်ရမလား 2hy ရလာပါတယ်လို့အလဲရမြောက်အနံ့မို့လို့ဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာအမြင့်နဲ့ h နဲ့ပေါ့နော် w နဲ့ h နဲ့ပေါ့နော်အဲ့လိုလေးထည့်ရေးလိုက်မှာဖြစ်ပါတယ်ဒါလေးရပြီအဲ့တော့ဆမတို့က function ကို area function ကိုကိုယ့်ဘာနဲ့ကိုဘာလို့လားတိဆောက်နိုင်သွားပြီအဲ့တော့ဆက်ထွက်မယ်ဒါဆိုရင်ဗာလဲလို့ rectangle ကြီး area ကိုရပြီမိကုန်းကိုတစ်ချက်တော့ချိုးရတယ်ပေါ့သူကအကြီးဆုံး area ကိုရချင်တာလားဆိုတဲ့ဟာကြည့်တော့အကြီးဆုံး area ဖြစ်နေတယ်အကြီးဆုံး area ဆိုရင်ဆမတို့ကစဉ်းစားပြီးသူက1ဖြစ်တယ်အဲ့တော့ဆမတို့ကကြည့်ရအောင်ဆိုပြီးမှရေးလိုက်တော့ဒီက h ဆိုတော့ဒီမှာပေးထားတယ် x square ရcycle ထဲမှာရှိတဲ့ cycle ရဲ့ equation ကိုဆမတို့ကသွားကူညီတောင်းမယ်အဲ့တော့ y တန်ဖိုးကို function တိဆောက်ချင်တာအဲ့ဒီကြည့်ပဲဖြစ်ချင်တာဒါမှတို့တွေရှိတ်လို့ရမှာဟုတ်အဲ့ငယ်ရှိတ်လို့ရမှာဒါကြောင့်မို့သူပေးထားတဲ့ semi cycle ကလက်ကားပေးထားတာမဟုတ်အကူညီပေးလို့ရတဲ့တန်ဖိုးကိုပေးထားတာဒါကြောင့်မို့ semi cycle ဆိုတာဆက်ဝိုင်းပုံစံပဲလေဆက်ဝိုင်းဆိုတာဆမတို့မှတ်မိလေးလားဒါဆိုရင် radius 2ရှိတဲ့ဆက်ဝိုင်းအဲ့တော့ဆမတို့ဆရာမရေဒီနားလေးမှာတစားစီတွက်ရှင်နေဆိုပုံလေးကဗာလဲလို့ center ဒီ 0.0 radius ဒီဗာလဲလို့ center ကတော့ 0.0 radius က2ရှိတယ်ဒါကြောင့် cycle ပုံနေနီးမှာဆိုရင်ဆမတို့က 8, k လို့ပြောခဲ့တယ်အဲ့တော့ 8 the whole square plus y minus k the whole square is equal to r square အဲ့တော့ 8 minus 0 the whole square plus y minus 0 the whole square is equal to 2 square အဲ့ကြောင့်ဆမတို့ကရှင်းပြီဒီကောင်ရင်းမာလာရှင်းနေဆိုရင် 8 square plus y square is equal to 4ဆိုပြီးမှရပါတယ်အဲ့တော့ဆမတို့လိုချင်တာက y ကိုလိုချင်တာဒီဟာလေးက y ကိုလိုချင်တော့ဟိုဘက်ကိုပို့ပို့လိုက်ပြီဟဲ့ဆိုရင် y square is equal to 4 minus x square y ကိုလိုချင်တော့ square root of 4 minus x square ဆိုမှ y ရပြီရလာမှာအဲ့ဒီ equation 1ထဲမှာဒါ eq က equation ကိုပြောတာပါ1ထဲမှာအစားတွင်းလိုက်တော့အလဲအားမြောက်နေမှာ y နေရာမှာအစားတွင်းလိုက်တယ်ဒါကြောင့်မှ area ကြီးကိုတစ်ခေါက်ရှိတ်တယ်တစ်ခေါက်ရှိတ်တန်မို့ကို0နဲ့ညီတယ်အဲ့လိုမျိုးတွေလာမှာဖြစ်ပါတယ်အဲ့တော့တစ်ခေါက်ရှိတ်တန်မို့ကိုဘာနဲ့ညီတယ်0နဲ့ညီတယ်အဲ့တော့တစ်ခေါက်ရှိတန်မိုးလေးကိုဆမတို့က0လေးနဲ့ညီပေးရအောင်တဲ့အဲ့တော့ညီလိုက်ပြီး a plus or a is equal to 0 h minus 4a square is equal to 0အဲ့တော့ရှင်းလိုက်ရင်ဆမတို့ကa square is equal to 2ရတယ် root ချုပ်လိုက်ရင် plus or minus root 2ဖြစ်တယ်အဲ့တော့8တန်မိုး minus root 2ဆိုတာကဒီမှာထည့်တွက်လို့မရဘူးထည့်တွက်လိုက်ပြီးတော့ SSI BMB impossible ဖြစ်မယ်ထို့ကြောင့်8တန်မိုးက root 2ပဲရမှာဖြစ်ပါတယ်ဟုတ်ပြီh တန်ဖိုးက root 2ပဲရမှာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ဆမတို့ကဆက်တွက်ရအောင်ဆိုတော့အဲ့ဒီ a ပလိုင်းကြီးထဲမှာအဲ့တော့ဆမတို့ကနှာခေါက်ရှိတ်မယ်။အဲ့ဒီကနှာခေါက်ရှိတ်တန်ဖိုးလေးကိုရှာလိုက်ပေါ့နော်။အဲ့တော့နှာခေါက်ရှိတ်တန်ဖိုးကိုရှာလိုက်တော့ဆမတို့မှာတဆင့်စီရှာလိုက်ဆမတို့ဒီမှာအဆင့်ကျော်လိုက်ပြီပေါ့နော်။ရှိတ်တာတော့မပြောတော့ဘူး။4 minus a square by 3 by 2ဆိုပြီးမှဒီလိုမျိုးရနိုင်မယ်။အဲ့တော့ရနေတဲ့တန်ဖိုးကိုမှ8တန်ဖိုးဒီ root 2အစားတွင်းလိုက်တော့အဲ့ဒီနှာခေါက်ရှိတ်တန်ဖိုးထဲမှာလာစားတွင်းရင်minus root 8တန်ဖိုးဒီ root 3အစားတွင်းမှာပေါ့နော် h တန်ဖိုးဆိုရင် a double blind or root 2လေးကိုစားတွင်းလိုက်ရင် minus a ရမယ်0တဲ့ငယ်0
တဲ့ငယ်ရင်စန့်ကျင်ဘက်ဆိုတော့ maximum တန်ဖိုးရှိတယ် maximum တန်ဖိုးရှိရင်ဟောဒီ A ကြီးထဲမှာဆိုရင် hat ရှိပါပြီအကြီးဆုံးတန်ဖိုးရှိတယ်ဒါကြောင့်မို့ a is equal to root 2မှာအကြီးဆုံးတန်ဖိုးရှိပါတယ်အဲ့တော့အဖြေထုတ်ပေးဖို့ပဲလို့တော့ root 2ဆိုတဲ့အဖြေထွက်ပါတယ်ဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်